ချို့တွေကထင်တာဒီအသက်ကြီးလာမှလူတွေကတာဝန်ယူရတယ်ပြီးသွားလို့ရှိရင်အလုပ်ခွင်ဝင်မှတာဝန်ယူမှုရှိတယ်တာဝန်ခံမှုရှိတယ်ဆိုပြီးတော့ဒါအများစုကတော့ပြောတာမျိုးရှိမယ်ပေါ့နော်လိုင်းအနေနဲ့ဆိုရင်တော့ဒီဆယ်ကျော်သက်အသက်20ဝန်းကျင်လောက်မှာကြရလိုင်းတို့ဘယ်လိုပဲဖြစ်ဖြစ်စပြီးတော့ဒီအပေါင်းအသင်းတွေဒီလောကနဲ့ပေါ့နော်စပြီးထိတွေ့တဲ့အချိန်မှာဆိုလို့ရှိရင်လိုင်းတို့ရဲ့ဒီတာဝန်ယူစိတ်ရှိမှုကအများကြီးအထောက်ပံ့ဖြစ်တယ်ပေါ့နော်တကယ်လုပ်ငန်းခွင်ဝင်တဲ့အချိန်ဖြစ်ဖြစ်ကိုယ့်ရဲ့ဒီတစ်ချိန် relationship တွေတိစောက်တဲ့အချိန်မှာပဲဖြစ်ဖြစ်ပေါ့နော်ပြီးတော့လိုင်းတို့နေတဲ့ပါဝင်ခြင်းအတွက်ပဲဖြစ်ဖြစ်ပေါ့အဲ့တော့ငယ်ငယ်လေးကလေးကလိုင်းတို့တာဝန်ယူစိတ်တာဝန်သိစိတ်ရှိတယ်ဆိုလို့ရှိရင်အခြားသူပေါ့နော်တိတ်ပြီးတော့ဒီအပြစ်တင်တာမျိုးတွေပြီးသွားလို့ရှိရင်ဒီကိုအပြစ်တင်တာမျိုးတွေကတိတ်ပြီးမရှိတော့ဘူး။ဘာကြောင့်လဲဆိုတော့ကိုလှုပ်ထားတဲ့အရာကိုကိုယ်တိုင်တာဝန်ယူစိတ်ရှိတဲ့ဟာကလည်းလိုင်းတို့ဒီအခြားသူတွေနဲ့ဆက်သွယ်တဲ့အခါမှာအခြားသူတွေနဲ့ဆက်ဆံတဲ့ relationship တွေမှာဆိုရင်ပို့ပြီးတော့ဒီကိုပို့ပြီးတော့ယုံကြည်မှုရရှိစေတယ်ပေါ့နော်ဒါပုံမှန်နဲ့မတူဒီအရာလေးကလည်းလိုင်းတို့ဒီကိုယ့်ရဲ့စိတ်ထားလေးကိုပေါ့နော်ဒီအသက်အရွယ်ကလေးကစပြီးတော့ဒီလိုစိတ်ထားလေးရှိမယ်ဆိုလို့ရှိရင်ဒီလူဆိုရင်တော့ယုံကြည်စိတ်ချရတယ်ဆိုရဲပေါ့နော် credibility လို့ခေါ်တဲ့ဒီယုံကြည်စိတ်ချရမှုကလည်းလိုင်းတို့အခြားသူနဲ့မတူဘဲနဲ့မှာလိုင်းတို့စီမှာဒီຢာလေးတစ်ခုကထင်ဟပ်နေတယ်ပေါ့နော်